ဒါကတော့နှစ်တကူနေတော့ကျမတို့ခေါက်ဆွဲလို့ sacred flow လေးဖြစ်ပါတယ်ဗီဒီယိုရိုက်နေမှတီတော့အလုံးလုံးချင်အောင်ဆောင်နေတာပေါ့နော်ဒါကတော့ကျမအကြိုက်ဆုံးအကင်လေးပါခေါက်ဆွဲကတော့နည်းနည်းလေးပြုတ်သွားပါတယ်စားဖို့ရေကိုထိုင်ဆောက်နေရတဲ့ရုပ်လေးကိုကြည့်ကြပါကျမတို့ရဲ့ body က2ယောက်ဖြစ်ပါတယ် spicy noodles 15ထုံးတဲ့အကင်ရဲ့ slide ရဲ့စားပြတော့မှဖြစ်ပါတယ်ခက်ကတော့ရုပ်ဆူဆူနဲ့စတင်စားပြလိုက်ပါပြီဒါကတော့ next good ပါကောင်းတယ်ဒါကတော့ကျမတို့ဘလို့ရဲ့ချစ်တုံးလေးပေါ့နော်ဒါကတော့ကျမတို့အိမ်ကနေမွေးထားတဲ့ဝက်ကလေးပါဒါကတော့ကျမဟဲ့ဒီကြောက်ကိုတော့စားပြပါလို့မပြောရဲပါဘူးဗီဒီယိုရိုက်နေတာတောင်လာမထိုးလို့ကန်ကောင်းအစားပိုင်းမှာဆွင်ပါလာတောင်းဆိုတော့ကျမမောင်လေးလည်းနောက်ဆုံးတော့မူးလဲသွားပါပြီခိုးရိုက်တာမတိလိုက်ဘူးဆိုရဲထားနေရိုက်ညာလားသူမယူရှုံးညဘလို့လူရဲ့အဲ့လိုမရရအောင်လို့ရိုက်တာအများအားအဲ့လိုပွားစီပြောခါရတယ်ပေါ့နော်ဗီဒီယိုတော့ဒီပေါ့ပါပဲရှင်ဘိုင်